ပရီးမီးယားလိအိမ်ကွင်းတွေရဲ့ခန်းနာထဲဝမှုအကြောင်းမန်ယူနိုက်တက်ကွင်းသစ်ဒီဇိုင်းကအာကာသရေမြိုင်ကြီးလိုပါပဲဒါမှမဟုတ်ဖန်သားနန်းတော်ကြီးနဲ့ဒူနေမလားမိုးကောင်းကင်စီတိုးဝင်မယ်လားထဲဝနေတဲ့အချွန်တက်၃ခုကလည်းလန်ဒန်မြို့ကနေလှမ်းကြည့်အောင်မြင်ရမယ်ဆိုလားပါပဲဘီသူကပညာရှင်တွေရဲ့စိတ်ကူးကွန်မြူချဲထွင်မှုဟာလိုင်းမမီနိုင်အောင်ပါပဲပရီးမီးယားလိသင်းပိုင်ရှင်တွေကကွင်းသစ်စီမံကိန်းကိုပြင်းပြင်းထန်ထန်စားလောင်နေကြတယ်အာစတယ်နဲ့စပါကကွင်းသစ်ပိုင်ဆိုင်ပြီးနောက်မက်စ်လေးအင်ကန်မြင့်တက်လာတာအားကျစရာပါမန်ယူနိုက်တက်ရှယ်ယာရှင်သစ် Radcliffe ကကွင်းသစ်စီမံကိန်းသစ်အကောင့်ထဲပေါ်မယ်ဆိုပြီးတော့မဲဆွယ်ခဲ့သူပါအိုဒရဖိုကတော်လေးဟောင်းနှန်းနေပြီးခေါင်ပေါ်ကရေယိုနေပြီးတော့ကြွက်တွေရဲ့ပျော်ဆန်လည်းဖြစ်နေတာပါအိုဒရဖိုကခစ်မမီတော့ပါဘူး2023ခုနှစ်မှာပရီးမီးယားလိအသင်းကအင်္ဂလန်လက်မှတ်ရောင်းချရတာကနေဝင်ငွေယူရို1ဘီလီယံပေါင်တန်း830နီးပါးပိုင်ဆိုင်ခဲ့ပါတယ်ပရီးမီးယားလိရဲ့တစ်နှစ်တာလက်မှတ်ရောင်းချရငွေက2022ခုနှစ်ထက်10%မြင့်တက်လာတာပါလာလီဂါလက်မှတ်ရောင်းချငွေပေါင်481တန်းဘွန်ဒက်စီဂါလက်မှတ်ရောင်းချငွေပေါင်တန်း430တို့နဲ့နှစ်ဆနီးပါးပိုများခဲ့ပါတယ်2023-24ရာသီမှာလက်မှတ်ရောင်းချငွေအများဆုံးထိပ်ဆုံး10သင်းနဲ့ပရီးမီးယားလိအသင်း6သင်းပါဝင်နေပါတယ်လက်မှတ်ရောင်းချရငွေအများဆုံးအသင်းတွေကရီယယ်ပေါင်153တန်း PSG ပေါင်139တန်းအာဆနယ်ပေါင်128တန်းဘိုင်မီနစ်ပေါင်109တန်းမန်ယူပေါင်109တန်းစပါပေါင်102တန်းဘာစလာပေါင်96တန်းလီဗာပူးပေါင်90မန်စီးတီးပေါင်84တန်းနဲ့ချဲလ်ဆီးပေါင်81တန်းတို့ဖြစ်ပါတယ်ပရီးမီးယားလိအသင်းတွေထဲမှာလက်မှတ်ရောင်းရငွေအများဆုံးရတဲ့အာစနယ်အသင်းရဲ့တပွဲပြတ်မြောက်ဝင်ငွေကပေါင်9တန်းရှိပြီးတော့ပရိသတ်တဦးစီကနေတပွဲ85ပေါင်နီးပါးရနေပါစပါတင်ရဲ့တပွဲပြတ်မြောက်ဝင်ငွေကပေါင်4.9တန်းရှိပြီးတော့ပရိသတ်တဦးစီကနေတပွဲပေါင်80မန်တင်ကတပွဲပြတ်မြောက်ဝင်ငွေပေါင်4.3တန်းပရိသတ်တဦးစီကတပွဲပေါင်60နီးပါးရနေတာဖြစ်ပါတယ်အာစတင်စပါမန်တင်တွေကအောင်မြင်မှုကြီးမရပေမဲ့လက်မှတ်ရောင်းချငွေကနေဘန်နာရေးအင်အားခိုင်မာနေပါတယ်အာစတင်နဲ့စပါတင်လည်းလန်ဒန်မြို့ခြေဆိုင်တွေဖြစ်တယ်လို့ခင်မီကွင်းတွေပိုင်ဆိုင်ထားလို့ဘောလုံးပရိသတ်တွေပြင်ကမ္ဘာလဲခီးသွားတွေကိုပါဆွဲဆောင်ထားပြီးလက်မှတ်ဝင်ငွေပိုကောင်းနေရပါဘောလုံးအသင်းတွေရဲ့ကွင်းသစ်စီမံကိန်းကစိတ်ကူးရင်ဆန်လွန်းပါတယ်ပရိသတ်အားပေးတဲ့ပို့ပြီးတော့စိတ်အားတက်ကြွစေမဲ့နေပညာတွေသုံးလာတယ်အထူးခန်းတွေက 5 star hotel ဝန်ဆောင်မှုလို့ဖြစ်လာတယ်ဘောလုံးကဖြောပြေးပိုဆန်လာပြီးတဲ့နောက်ဘောလုံးကွင်းတွေကဖြောပြေးပိုဆန်ပို့ပြီးတော့မုံမှန်လာတယ်ကိုသွင်းပြီးနောက်ပရိသတ်တွေရဲ့အော်တန်အားဘောလုံးကွင်းမိုးကနေတဆင့်အမိုက်စားလွင့်ပြန်လာမယ်ခေတ်သစ်ပြီးသူကပညာရှင်တွေကစူညံတန်တွေအ ਨੇ ဆုံးနဲ့စိတ်တက်ကြွဖွယ်အော်တန်တွေကိုဖန်ဆင်းပေးနေရပါလွန်ခဲ့တဲ့25နှစ်အတွင်းအချက်လက်တွေကိုအခြေခံပြီးတော့တီထွင်ကြံစလာတာပါဘောလုံးကွင်းနဲ့အနီးဆုံးပွဲကြည့်တဲ့ရှေ့သုံးတိုင်းမှာထိုင်နေတဲ့ပရိသတ်တွေအတွက်စိတ်ကစားကြလိုက်တုံ့ပြန်ဖို့ပါနေပညာရထဲသွင်းပွဲရှိနေပါတယ်။မန်ယူနိုက်တက်ရဲ့ပေါင်2ဘီလီယံတန်ကွင်းသစ်စီမံကိန်းမှာစိတ်ကစားချက်အလိုက်တုံ့ပြန်မှုကိုထဲသွင်းပွဲရှိနေပါ။တခါလေတော့လေဘီသူကပညာရှင်ချင်းချင်းမဖြစ်နိုင်ဘူးဆိုတာသိပေမဲ့နှုတ်ဆက်နေတတ်ပါတယ်။မန်ယူနိုက်တက်ကွင်းသစ်စီမံကိန်းကပုံချမ်းရခန်းထားပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဖို့ခက်နေတာတွေရှိပါတယ်။မန်ချက်စတာဘီသူကအကြောင်းအုပ်ဂေဗီချင်းကစိတ်ကူးတိုင်းဟာကန့်တက်နေတာပုံဖော်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ဒီဆောင်မဲ့နေရာပတ်ဝန်းကျင်အနေထားမြို့ကန်တွေရဲ့သဘောထားတဘာပတ်ဝန်းကျင်အခြေအနေတွေကိုလည်းထည့်မစင်းစားလို့မရပါဘူး။လန်ဒန်မြို့ကန်စပါတင်က CGI သုံးပြီးတော့ကွင်းသစ်စီမံကိန်းကိုတရုပ်ဖော်ခဲ့လီဗာပူးနဲ့နျူကာဆယ်ကကွင်းကိုတိုးချဲ့ခြင်းပေမဲ့လူနေအိမ်တွေနဲ့နီးကပ်လုံးတွေရောအဆင်မပြေပါဘူး။လူတနောင်းကွင်းဝင်ပေါင်းဆိုရင်လူနေအိမ်တွေကြားညက်နေလို့အသားညက်ပေါင်းမုံနဲ့ဒူတယ်ဆိုပြီးတော့လောင်ခံရတယ်။လန်ဒန်ခြေဆိုင်ဖူဟမ်နဲ့လီဗာပူးမြို့ခြေဆိုင်အေဗာတန်တို့ဆိုလဲဒေသခံတွေရဲ့သဘောထားနဲ့နေအိမ်တွေကိုသတိထားရပါတယ်။ပြီးသူကပညာရှင်တွေကစိတ်ကူးလေးနဲ့အမိုက်စားဒီဇိုင်းဖန်တီးတတ်ကြဒါပေမဲ့မြေပြင်ချိန်တွေမှာစိတ်ကွင်းနိုင်တဲ့အတိုင်းဖန်ဆင်းဖို့ကမလွယ်လှပါဘူး။ကွင်းသစ်စီမံကိန်းဆိုတာအသင်းပိုင်ရှင်ရဲ့အာသာဖြေလို့စိတ်ဘီသူကာရီရဲ့စိတ်ကူးလွန်ဆန္ဒတွေဖြစ်လာတယ်ပရိသတ်တွေကကွင်းကြီးရဲ့ခန်းနာထဲဝမှုကိုထိုင်ကြည့်နေမှာမဟုတ်ပါဘူးကွင်းတွေကစိတ်လှုပ်ရှားစရာမြင်ကွင်းတွေကိုခန်းစားနေတာပါကျွန်တော်ရဲ့ page ကိုသဘောကျလို့ like and share ပြုလုပ်သွားကြတဲ့ဘောလုံးဝါသနာရှင်တူတယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ပါတယ်နောက်လည်းအားကစားနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလည်းအမြဲတင်ဆက်ပေးမှာမလို့ကျွန်တော် page ကို like and share ခဲ့ပြီးတော့ကျွန်တော်ရဲ့ Telegram channel ကိုလည်းဝင်ရောက်ပြီးတော့ join ထားပြီးပါဦးcomment မှာလည်း Telegram channel link လေးချပေးထားပါတယ်စောင့်ကြည့်ကြည့်ပြီးတဲ့တူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ